Yeah SAI ငါရည်စားလေးအသက်ကမင်းထက်ငယ်တယ်အတိညာနဲ့ဘဟုတုဒမင်းထက်ကြွယ်တယ်တာဝန်သိတာနတ်သမီးလေးနတ်သက်ကြွေခဲ့မြေပြင်ပေါ်က SAI နဲ့ပတ်သက်နေတယ်ဒါ physics သိပ္ပံသဘောတရားတွေပဲ engineer မလေးမင်းကချောလှနေခဲ့အရေးချင်းကအားလုံးရှိမှဥဆောင်ထားတော့ပဲတီတီဦးလို့ပြောလိုက်ရင်ယူတောင်သွားအောင်မယ်ကျွန်တော်ရည်စားလေးအကြောင်းအားလုံးသိအောင်ပြောပြမယ်ကမ္ဘာမြေတော့ကကြီးရဲ့လှပသူသဘောချတယ်အဖြူရဲ့လေးပေါ်သူ့ရဲ့စိတ်ဓာတ်ကအလားစစ်ပိတ်သက်တွေတအားချက်ရဲ့ make up artist အကြီးကတစ်ချက်တော့သူ number 1ကိုစိတ်ချချင်တာအပြည့်နဲ့ night ရှစ်စရမတွေ့ခဲ့အချာ shorty တွေကိုတတ်သိကိုပြီးသူ့ကြောင့်စီနဲ့ရေလိုပွားတယ်တဲ့ ATR တွေတူတယ် Baby လာရများတဲ့ဒီလောကကြီးရဲ့အားလုံးနဲ့ကမေးဟာရေမဖြစ်နေတယ်မင်းလေးတယောက်ကလည်းရင်ကုန်ဖွဲတဲ့စကားပေါ်ပဲအားလုံးမင်းနဲ့နိုင်ရှင်ချရှုံးလာတဲ့စိတ်ခေါ်တဲ့